မင်္ဂလာပါရှင်ဒီနေ့ကျမတို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အတွေ့အကြုံတွေကိုခုံစင်းကြည့်ကြအောင်လား ဟုတ်ကဲ့ဘာမှဖြစ်မလဲ မိကုန်းကရိုးရိုးလေးပါပဲနေမရှိတော့ဘူးဆိုရင်ကဘာကြီးဘာဖြစ်သွားမလဲဆိုလားလေ ဒါကကြားယုံနဲ့တင်နည်းနည်းတော့ကြောက်စရာတွေးတယ်ဒါပေမဲ့တိပန်ရှူထောင်းကနေကျင်းတော့စိတ်ဝင်စားစရာအချက်တွေအများကြီးရှိနေတယ် ဟုတ်ပါတယ်ကျမတို့ကဒီအကြောင်းကိုနေမရှိတော့ကပအသက်မဲ့ရေခက်ပြင်ကြီးဆိုတဲ့စာစုကိုအခြေခံပြီးတော့ဆွေးနွေးကြည့်ကြမှာပါ ကောင်းပါတယ် ဒီစာစုထဲမှာပါတဲ့နေပြောက်ွယ်သွားခြင်းရဲ့အကျိုးဆက်တွေကိုပေါ့နော်အသေးစိတ်လေးလေ့လာကြည့်ချင်တာပါအဓိကကတော့ရေးကြီးဆုံးအချက်တွေစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတွေကိုဆွေးထုတ်ပြီးဆွေးနွေးကြမယ် မှန်ပါတယ်ဒီလိုစိတ်ကူးနဲ့လေ့လာကြည့်ခြင်းအပြင်နေဟာကျွန်တော်တို့ကပါကျွန်တော်သိရှိတဲ့အတွက်ဘလက်တောင်အခြေခံကြပြီးရေးပါတယ်လေဆိုတာပိုပြီးမြင်သာလာစေမှာပါချက်ချင်းကြီးတော့တီတီတာတာကြီးပြောင်းလဲသွားမှာမဟုတ်သေးဘူးဘာလဲဆိုတော့နေအောင်ကြီးကကဘာကိုရောက်ဖို့10မိနစ်ကျော်လောက်အချိန်ယူရတယ်လေ အော်ဟုတ်သားပဲ အဲ့ဒီ10မိနစ်ကျော်သွားပြီဆိုတော့ねတပြိုင်နက်တည်းပါဖြစ်မလဲဆိုတော့ကဘာတစ်ခုလုံးချက်ခနဲ့မောင်းမိုက်သွားမှာလုံးဝပဲအလင်းအောင်လုံးဝပျောက်သွားမယ် ဟုတ်10မိနစ်အတွင်းမှာအလင်းရောင်လုံးဝရှိရတာနဲ့လုံးဝအမောင်ချီသွားမယ်ဆိုတော့တော်တော်ထူးခြားတဲ့အခြေအနေပဲထင်ပါနော်အပူချိန်ကဘယ်လောက်မြင်မြန်ကြာတော့မလဲစာဆိုထဲမှာနာရီပိုင်းအတွင်းရေခမ်းမအောက်ရောက်မယ်လို့ဖတ်လိုက်ရတယ် ဟုတ်ပါတယ်ရင်းမြစ်ထဲမှာအဓိကပြောထားတာကအပူချိန်ကျဆင်းမှုကထင်ထားရတဲ့ပုံမြင်နိုင်တယ်ဆိုတာပဲ ဟုတ်ကဲ့ မြေစွမ်းရင်ရွတ်တရက်ကြီးပြတ်သွားတာနဲ့ကပမျက်နှာပြင်မှာထိုးလောင်ထားတဲ့ပူတွေကအာကာသထဲကိုတော်မြင်မြန်ဆုံးရှုံးသွားမှာဆိုတော့ရပိုင်းလောက်အတွင်းမှာပြားမြအပူချိန်ကအနုတ်200ဒီဂရီစင်တီဂရိတ်အောက်ကိုကျသွားနိုင်တယ် ဟုတ်တယ်တချို့နေရာတွေဆိုအနုတ်150ဒီဂရီစင်တီဂရိတ်လောက်ထိတောင်ဖြစ်သွားနိုင်တယ်လို့ခန့်မှန်းထားကြတယ် မလေးအနုတ်150ဆိုတာကတော့စိတ်ကူးနဲ့တောင်မနေလိုက်ယူရလောက်အောင်အေးတာပဲဒီလိုအခြေအနေမျိုးမှာအပင်တွေကတော့ဘယ်လိုဖြစ်သွားမလဲ အပင်တွေကတော့ပထမဆုံးစုံစမ်းဒုက္ခရောက်မဲ့တက်ရှိအုပ်စုပဲအလင်းအောင်လုံးဝမရှိတော့ဘူးဆိုရင် photosynthesis လို့ခေါ်တဲ့အလင်းမီစုဖွဲ့ခြင်းဖြစ်စဉ်ကြီးလုံးဝရပ်သွားပြီလေ ဟုတ်ကဲ့ photosynthesis ဆိုတာကအပင်တွေနေအောင်ကြည့်ဖို့သုံးပြီးအစာချက်တဲ့အဓိကဖြစ်စဉ်ကြီးပေါ့အဲ့ဒါမရှိရင်အပင်အများစုဟာရပ်ပိုင်းဒါမှမဟုတ်တင်းပတ်ပိုင်းလောက်တွင်းမှာမယ်အကုန်တည်သွားကြမှာphotosynthesis ရပ်သွားပြီဆိုရင်အစာချက်တိုင်းရပ်သွားတဲ့ပြင်အောက်ဆီဂျင်ထုတ်လုံးမှုကရပ်သွားမှာပေါ့နော် ဟုတ်တယ်အဲ့ဒါကလည်းအရေးကြီးတယ် ဒါဆိုရင်အဲ့ဒါကအစအစာကွင်းဆက်ကြီးတစ်ခုလုံးကိုဘယ်လိုမျိုးသွားပြီးထိခိုက်မလဲ ထိခိုက်မှုကတော့ကြီးမားမှာပဲစင်ကဲထိသွားမှာအပင်တွေတေးပြီးဆိုတာနဲ့ပင်စားတတ္တဝါတွေအစာငတ်မယ် ဟုတ် သူတို့ကိုပြန်စားတဲ့အသားစားတတ္တဝါတွေလည်းဒုက္ခရောက်ပြီဆိုတော့လူသားတွေအပါဝင်ကဘာပေါ်ကအစာကွင်းဆက်အများစုကလုံးဝပြိုကွဲသွားတော့မှာရင်းမင်းထဲမှာထပ်ပြောထားတာကပင်လယ်ရေအောက်ထဲမှာတော့ရင်းမင်းအပင်ကနေကျလာတဲ့အစာမုန်လေးတွေ marine snow လို့ခေါ်တာပေါ့အဲ့ဒါတွေပြတ်သွားရင်အောက်ခြေကဂေဟာစစ်တင်တချို့တော့အချင်းကြာလိုက်မရှင်းနိုင်တော့ဘူးတဲ့ ဟမ်ပင်လယ်အောက်ခြေအထိကိုတက်ရောက်မှုရှိတာကိုကဘာမျက်နာတွင်ပြင်အထူးသဖြင့်သမူးတရားတွေကတော့ဘယ်လိုဖြစ်သွားမလဲစောစောကပြောသလိုရေခဲပြင်ကြီးဖြစ်သွားမယ်ဆိုတာလी ဟုတ်ပါရဲ့အပူချိန်ကစစ်တိုက်ကြားလာမှာဆိုတော့သမုဒ္ဒရာမျက်နှာပြင်တွေစပြီးတော့ခဲလာမှာပဲအပေါ်ယံရေခဲလွာကတဖြည်းဖြည်းထူလာပြီးတော့နောက်ဆုံးမှာတော့သမုဒ္ဒရာအများစုရဲ့မျက်နှာပြင်မှာမီတာနဲ့ချီပြီးထူတဲ့ရေခဲလွာကြီးတွေဖြစ်သွားလိမ့်မယ်လို့ရင်းမြစ်ကဆိုတယ်ဟိုလုံးဝအောက်ခြေအထိတော့မဟုတ်တော့ဘူးပေါ့လေ ဟုတ်ကဲ့ ဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုကရေအရမ်းနဲ့တဲ့နေရာကရေပူစမ်းတွေ geothermal vents လို့ခေါ်တဲ့နေရာတွေနောက်မှာတော့အပူရှိန်ကြောင့်ရေကအရေးတိုင်းရှိနေနိုင်သေးတယ်။အဲ့ဒီနာကအနုကြီးဝတက်ရှိတချို့အချိန်တစ်ခုထိတော့ဆက်ရှင်နိုင်တယ်လို့လည်းဆိုထားတယ်။ဒါပေမဲ့မျက်နှာပြင်ကတော့လုံးဝအသက်မဲ့ရေခဲကဘာဖြစ်သွားပြီပေါ့ ကဘာတစ်ခုလုံးရေခဲကင်ကြီးဖြစ်သွားမယ်မြင်ကွင်းကတော့တကယ်ပဲကြောက်စရာကောင်းလိုက်တာကဘာပတ်နန်းကတော့ဘလို့ဖြစ်သွားနိုင်လဲနေတဲ့ဆွဲအားမရှိတော့ဘူးဆိုရင်ကဘာကလွင့်ထွက်သွားမှာလား ။အဲ့ဒါကရူပဗေဒတဘောရကောနော်။ကဘာကချက်ချင်းဟိုအဝေးကိုလွင့်ထွက်သွားမှာမဟုတ်ဘူး။သူ့ရွေ့နေတဲ့အရှိန်အတိုင်းဆက်သွားနေမှာ။ဒါမဲ့နေရဲ့အဓိကဆွဲငင်အားကြီးမရှိတော့တဲ့အခါကျတော့သူ့ရဲ့ပုံမှန်ဘဲဥပုံပတ်လန်းကြောင်းကနေလွတ်ထွက်ပြီးတော့သူ့ရွေ့နေတဲ့လာရရဲ့ချီစံမြန်တိုင်းပေါ့ tangential direction အတိုင်းအာကာသတွေကိုဖြစ်ဖြည်းချင်းလွတ်မျောသွားလိမ့်မယ် အော်ကျိုးပြတ်သွားတဲ့လုံးလွေးလိုမျိုးပေါ့ ဟုတ်တယ်အဲ့လိုသဘောမျိုးပဲ ဒါဆိုရင်တော့အဆုံးတက်ကတော်တော်ရှင်းနေတယ်လို့ပါပဲ
လူသားတွေအတွက်ရောကဘာပေါ်ကတက်ရှိအများစုအတွက်ရောအချင်းတွေကမကောင်းတော့ဘူးပေါ့ ဟုတ်ပါတယ်အလွန်မင်းအေးခဲတာရဲ့အစားအစာလုံးဝမရှိတော့တာရဲ့ပြီးတော့နေစွမ်းရင်လုံးဝမရတော့တာရဲ့ဒီကြောင့်လူသားတွေပါဝင်တက်ရှိအများစုကတော့ရှင်းသုံးဖို့လုံးဝမဖြစ်နိုင်တော့ကဘာကြီးကအမောင်းထဲမှာအေးစပြီးအသက်မရှိတဲ့ရေခဲကဘာကြီးဖြစ်နေအာဂတတွေမှာတိတ်ဆိတ်စွာလွန်မြောနေတော့မှာပေါ့ တကယ်ကိုစဉ်းစားစရာလေးနဲ့စရာအဆုံးတက်ပါပဲဒီဆွေးနွေးမှုတစ်ခုလုံးကိုပြန်ကြည့်ရင်အဓိကအချက်တွေကနေမရှိရင်ကဘာကြီးမောင်သွားမယ်အေးခဲသွားမယ်အပင်နေတည်ဆုံးမယ်အစာခွင်းဆက်တွေပြတ်တော်မယ်တမှုတရားတွေခဲသွားမယ်နောက်ဆုံးမှတော့တက်ရှိအလုံးပြတ်ဆုံးသွားမယ်ဆိုတာပါပဲနော် ဟုတ်ပါတယ်အနစ်ချုပ်ကတော့ဒီစီကူးနဲ့လေလာမှုကနေဟာကျွန်တော်ကဘာဂျူနဲ့သူ့ဘောကတက်ရှိဒီရဲ့ဖြစ်တည်မှုကဘလောက်တန်အခြေခံကြကြရေးပါတယ်လဲဆိုတာကိုအရန်ကိုထင်ရှားစေပါတယ် ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုအပြီးမှာကျွန်မတို့ဆက်ပြီးစဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ချင်တာကတော့တက်ရှိတွေရှင်းတာဖို့အတွက်အနေရဲ့တရှိမှုကဘာရဲ့အနေထားအပူချိန်ဒီလိုရတဲ့အောင်းလုံးကြားကဒီလောက်တိမ်မွဲလုံးနဲ့ဟန်ချက်ညီမှုကြီးကပေါ့နော်ချစ်တော်ဝလာတွေမှာတခြားနေရာတွေမှာတက်ရှိဖြစ်ပေါ်ဖို့အတွက်ဘလောက်တောင်ရှားပါပြီးအမှန်ခွင်ချဖြစ်ဖို့လိုအပ်တဲ့အခြေအနေတစ်ခုဖြစ်နေမလဲဆိုတာပါပဲဒီလိုဟန်ချက်ညီမှုမျိုးကတခြားနေရာမှာကောလေတစ်ခုရှိနိုင်မှာမလားဆိုတဲ့အတွေ့အလေးပါပဲရှင်